မဲခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်ရွာကိုရောက်နေပါပြီခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ရွာကိုလိုက်ပြပါမယ်ခင်ဗျာကဲကျွန်တော်ရွာကိုလိုက်ပြီးပြပါမယ်ကျွန်တော်ရွာလေးပဲဖြစ်ပါတယ်ကျွန်တော်ရွာလေးပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့15နှစ်ကြာတစ်ပင်ရဲ့ဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တငယ်ချင်းနာမည်ကဘာဆိုလဲမမီတော့ခင်ဗျာဒါတော့ကျွန်တော်ရဲ့မင်းလေးပင့်နဲ့ဒါတော့ဘလူးပါဘလူးကိုလည်းမလာကြပါနဲ့တော့ကျွန်တော်ရဲ့အချစ်အားဆုံးယူနီကွန်လေးဖြစ်ပါတယ်ဒီလိုမျိုးတော့တောင်းမှ sorry ကဲအဲ့ဒါကျွန်တော်ရဲ့ရွာရဲ့စပယ်ကြီးလေးကိုလိုက်ပြပါမယ်ဒါကျွန်တော်ရွာရဲ့စပယ်ကြီးလေးပဲဖြစ်ပါတယ်ဒါတော့မြင်းနေစားဖို့တော့ပါဒါတော့မြင်းနေရဲ့နေရာလေးပါဒါတော့ blue yellow နှစ်ကောင်ဒါတော့ yellow နှစ်ကောင်ကအမွာဘူးတွေပါဘူးတွေကအမွာတွေပါကဲအဲ့ဒါဆိုကျွန်တော်ရဲ့ဒီအခန်းကိုလိုက်ပြပါမယ်ဒါတော့ကျွန်တော်ရဲ့စာကြည့်ရဲ့အခန်းပါစာကြည့်လိုက်လို့ပြောရပါတယ်ဒီနေရာမှာတော့အခန်းတစ်ခန်းရှိမယ်ဘုမမှာအခန်းရှိနေတော့ကျွန်တော်ကြည့်လိုက်တော့ဒီနေ့ရွာကိုလာခဲ့တယ်ဆိုတာရန်ရောက်တော့မှာဆိုတော့ရွာကိုလာခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီရှူရင်းလေးပါလမ်းကြည့်လိုက်ပါရှူရင်းပါလမ်းကြည့်ပြီးအေးစစ်စစ်လေးနေတဲ့ကျွန်တော်နေနိုင်တော့ပါဘူးရင်းကြောင်းကမဖြစ်ပါရဲ့ဒီကကြောင်းမှာတော့မင်းသားကြောင်းတော့ပါဖြစ်ပါတယ်မင်းသားကြောင်းမှာမဖြစ်ပါတယ်ကဲကျွန်တော်တို့မြင်းရစပြီးကျောင်းလိုက်ပါတော့မယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမကျောင်းနေနေရတယ်မာဝ sorry ခင်ဗျာ sorry ဒါတော့ကျွန်တော်ရဲ့မြင်းကျောင်းနေနေရတယ်ကျွန်တော်လည်းဘာမှမလုပ်တော့ပါဘူးဟုတ်ကဲ့ဘယ်နားထွက်အော်ဒီမှာနေနေတော့ရဲ့ရင်းချင်းကြောင်းနေနေတာဒါလေးနဲ့မရတော့ဒီဝိုင်းရလို့ခေါ်ပါတယ်ခင်ဗျာရင်းတော့ချမ်းသာနေပါကဲဆိုရင်ကျွန်တော်အင်ကြီးလေးဝှက်ပြတော့မှာပါအင်ကြီးလေးဝှက်ပြမယ်ခင်ဗျာကျွန်တော်အင်ကြီးလေးဝှက်ပြပါမယ်အရင်ဆုံးတော့ဒီထဲဝင်ရမှာအဲ့ဒါဒီထဲဝင်ရမှာပြီးရင်ဒီမှာရှိတဲ့ဟိုကလိုက်စားအင်ကြီးလိုက်စားအင်ကြီးဒီထဲမှာဒီမှာဒီလိုတော့အင်ကြီးဒီဇိုင်းလေးနဲ့ရွှမ်းလာအောင်အင်ကြီးဒီဇိုင်းလေးနဲ့ရွှမ်းလာဒီမှာအင်ကြီးရဲမဲ့နေရာထားမယ်ပြီးရင်ကျွန်တော်ရဲ့အင်ကြီးလေးအပြာရောအင်ကြီးလေးကျွန်တော်ရမ်းကြိုက်တယ်အင်ကြီးလေးကဘလူးအင်ကြီးလေးလည်းတော့ခင်ဗျားပြပေးပါမယ်ခင်ဗျာဒါလေးတို့တက်မယ်ဟိုလေးတက်မယ်ဘိုင်းလေးလေးဆိုရင်တော့ရဲ့ချစ်စရာကောင်းတဲ့ချေဝုံဝင်ရုပ်လေးနဲ့ဥစ္စာလေးပဲဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဒီအင်ကြီးလေးကိုစပြီးတော့ပြလိုက်ပါမယ်ဒါလေးကိုစပြီးတော့ဝတ်လိုက်ပါမယ်ခင်ဗျာโอเคကဲအဲ့ဆိုရင်ဒီအင်ကြီးလေးစပြီးကြည့်ပါမယ်ကဲဒီအင်ကြီးတော့ဆိုတာကဲဒါလေးစမ်းဒီရစမ်းဒီအင်ကြီးမှထားမယ်ပြီးဒီအင်ကြီးဝင်မယ်ပြီးဘောင်းပြီးဒီမှာထားမယ်ဒီဘောင်းပြီးဝင်မယ်ပြီးရင်ဖနက်ကဒါလေးဝင်မယ်ဒါလေးကျွန်တော်အရန်လိုက်ပါကျွန်တော်နဲ့အရန်လိုက်ဖက်တော့ငါအင်ကြီးရောအေးထားလိုက်ပါအင်ကြီးထားလိုက်ရောဆိုရင်ဒီသွားတဲ့ဒီလိုပြမယ်ဒါတော့ကျွန်တော်တို့ရဲ့ဓာတ်တွေဘာတွေလုပ်တဲ့နေရာပါဒီသပင်ရတော့နေရမ်းရပါတယ်သပင်ရဲ့အနည်းကတော့15နှစ်ရှိတယ်အလောကောလို့ပြောလို့ပါကျွန်တော်ပြောစရာရှိလို့ကျွန်တော်မြင်လို့ခုနကြောင်းလို့ကျောင်းမွေးမယ်ကွာအဲ့လိုကျေးဇူးပဲ
အဲ့ဒါဆိုကျွန်တော်ရေကန်ကြီးကိုလိုက်ပြမယ်ဟဲ့တုတ်ကြီးအေးဘာလဲပြောငါရေကန်တော့မလို့လိုက်မှာလားမိုက်တော့ပါဘူးကွာငါအတီးရေလိုက်ရှာနေတယ်ဟောအေးကဲဒါတော့ကျွန်တော်တို့ရဲ့ရေကန်ကြီးပါဒီမှာတော့ကြာပန်းနေလဲပါညာလည်းရှိပါတယ်ရေရောင်ကတော့ပန်းအောင်လေးပါကျွန်တော်ဒီမှာဟိုလေးအကောင်လေးမွေးအောင်မယ်ခင်ဗျဒီဘယ်အကောင်လေးမွေးမှာလဲဆိုရင်ကျွန်တော်ရဲ့အရန်ကို conflict ဖြစ်တယ်ငမန်းလေးမွေးမှာပဲဖြစ်ပါတယ်ငမန်းလေးကမွေးထားလိုက်ပါပြီအဲ့ဒါဒီလိုတော့ဆက်သွားလိုက်ပါမယ်ဒါတော့ spider ဟိုမလေးနေဒါတော့ကျွန်တော်ရွာလေးပဲဖြစ်ပါတယ်ကြည့်ရတော့ဆိုရင်ဘာမှမထူးစမ်းပါဘူးနောက်တော့ကြီးအေးဘာလဲပြောဒီလိုမျိုးပါကြည့်နော်ငါဒီတစ်ရင်ပြန်ရင်ကောင်းကောင်းပြန်ရင်စဉ်းစားနေတော့ကွာဟာဒီတစ်ရင်ဖြတ်ပါနဲ့ကွာရှင်ရောက်တော့မင်းကလည်းမလောက်ကောင်းလေးရှောက်လို့မနေနဲ့ဒီတစ်ပြင်မှာရုပ်စိုးနဲ့မင်းရှိတယ်ကွာဟုတ်လားဟောငါမသိလို့စိုးရင်နော်ဟုတ်ပါလေတကယ်ကြီးသွားတော့မယ်အခုမှနေရမရှိဘူး။ဒါတော့တော့လုတ်တဲ့နေပါ။ဟင်းအောင်ဒီတကူကပြီးငွေကိုမရှင်းပေးပါလား။အေးငါရှင်းပေးမယ်။တကူကိုကြိုင်စီရတော့ပြင်မဲနေတာကွာ။တော့ကြီးငါရှင်းမွားကြီးအေးအဲ့ဆိုလည်းမသွားနောက်လို့ရပြီအေးဒါတော့ကျွန်တော်တို့ရဲ့ပန်းကြီးပါဒီမှာသစ်ပင်လေးတွေပါလေးရှိပါတယ်သစ်ပင်လေးပန်းလေးစိုက်ထားပါတယ်ဒီပင်ကိုတစ်ခုပြောရမယ်โอเคအဲ့ဆိုရင်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကြည့်ရှုအားပေးလူရအောင်ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye နောက်မှပြန်တွေ့ကြပါမယ်နောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တွေ့လိုက်ကြအောင်နော်အားလုံးပဲ bye bye ပါ